Okay ဒီနေ့ကတော့ကျမတို့လုပ်ငန်းတစ်ခုစမယ်ဆိုရင်မစခင်မှာစဉ်းစားရမယ် key elements တွေပြောမှာဖြစ်တယ်ဆိုတော့ဒါကတော့လုပ်ငန်းတစ်ခုကိုစတင်ပြီးတော့လုပ်ချင်တဲ့လူတွေအတွက်ပဲဖြစ်တယ်ဆိုတော့ business ကိုလုပ်ပြီးတာအတိုင်းအတာတစ်ခုဒီအောင်မြင်ပြီးသားလူတွေအတွက်မဟုတ်ပါဘူးလုပ်ငန်းတစ်ခုကိုအခုစတင်ခြင်းတဲ့လူတွေမှာစဉ်းစားရမယ့်အချက်လေးတွေဖြစ်ပါတယ် Okay ကျမတို့က business လို့ပြောလိုက်တာမဟုတ်ဘူး business ဆိုတာဘာလဲပေါ့နော် business ဆိုတာတနည်းအားဖြင့်ကျမတို့ကဘာလဲလူတွေအကြမ်းဖျင်းပြောလိုက်ရမယ်ဆိုလို့ရှိရင် business ဆိုတာကျမတို့ကလူတွေရဲ့ program ကို happy ကူညီနေနဲ့ solving လုပ်နေနဲ့ menu exchange လုပ်တာဆိုတော့တတိယပြပြောရမယ်ဆိုရင်ကျမတို့က value တစ်ခုခုကို create လုပ်တာပြီးရင်ပတ်စံနဲ့ exchange လုပ်တာဒါ business ပေါ့နော်ဆိုတော့လူတိုင်းကမတူညီတဲ့အတွေးခေါ်တွေမတူညီတဲ့ idea တွေရှိတယ်ဒါဆိုရင်ကျမတို့က business စတင်ပြီးလုပ်မယ်ဆိုရင်မှန်ပါတယ်ကျမတို့ရဲ့ဝါသနာနဲ့အကြိုက်နဲ့တစ်ထက်ထဲကြရင်တော့ကောင်းတာပေါ့ဒါပေမဲ့လည်းကျမတို့အဓိက business လုပ်မယ်ဆိုရင်ကျမတို့စဉ်းစားရမှာကကျမတို့က market ထဲမှာဘယ်လိုပြဿနာမျိုးကျမတို့ကဖြေရှင်းပေးချင်တာဆိုတော့ဒီကိစ္စကိုစဉ်းစားရမယ်ပြီးရင်ကျမတို့လုပ်မဲ့ product ဒါမှမဟုတ် service ကဒီလူတွေအတွက်ဘယ်လို benefits တွေရှိစေပါလဲပြီးရင်ကျမတို့ရဲ့ဒီ idea ကဘယ်လောက်ထိ unique ဖြစ်လဲပြီးဈေးကွက်ထဲမှာရှိပြီးသား solution ထက်ဘာတွေပိုကောင်းအောင်လုပ်နိုင်မှာလဲဆိုတော့ဟာအချက်ကလေးထည့်သွင်းပြီးစဉ်းစားတင်တယ်ကျမတို့များသောအားဖြင့်ဒါဆိုလို့ရှိရင်ကျမတို့ကကိုလုံးမဲ့လုပ်ငန်းမှာဆိုရင်ကိုက business ဆိုတာကျမတို့က selling နဲ့ buying လုပ်တဲ့ကိစ္စကိုပြောတာဆိုတော့ကိုကဘယ်သူ့ကိုရောင်းမှာလဲဆိုရင်ကျမတို့ရဲ့ target market ကိုလည်းသိဖို့လိုတယ်ဒါကြောင့်ကျမတို့ရောင်းချင်တယ်ကျမတို့ရဲ့ IT customer တွေကကျမတို့ရဲ့ potential customer တွေကဘယ်သူတွေလဲပြီးရင်သူတို့ရဲ့ကျမတို့ကလိုအပ်ချက်လေးတွေကိုသိဖို့လိုတယ် behavior လေးတွေကိုသိဖို့လိုတယ်ပြီးရင်သူတို့ဘယ်မှာရှိလဲဆိုတာကိုကျမတို့ကရှာရဖို့လိုတယ်အဲ့မှာကျမတို့မြန်မာနိုင်ငံမှာအားနည်းတဲ့ဒီပိုင်းကတော့ market research ပေါ့နော်ကျမတို့ဒီ business စလုပ်တဲ့အခါမှာလည်းကျမတို့ဒီပိုင်းအားနည်းခဲ့တယ်ဆိုတော့ကိုယ့်ရဲ့ competitors တွေပေါ့နော်ဒါတော့ကိုလုံးမဲ့လုပ်ငန်းထဲမှာကိုယ့်ထက်အရင်လုပ်နေပြီးသားလူတွေလည်းရှိတယ်ဆိုတော့ဒါတွေကိုကျွန်မ competitors လို့ပဲပြောလိုက်မယ်ဆိုကြပါစို့ဆိုတော့သူတို့ဟာကိုယ့်ထက်အရင်ဈေးကွက်ထဲမှာရှောက်ပြီးသားဆိုတော့သူတို့ကဘယ်လောက်ထိခိုင်ခိုင်မာမာရှိနေပြီလဲ foundation ကောင်းနေပြီလဲပေါ့ပြီးရင်ကျမတို့လုပ်မဲ့ဒီ product နဲ့ service နဲ့ဒီလုပ်ငန်းကဘယ်လောက်ထိဈေးကွက်ထဲမှာ demand ဝယ်လိုအားများနေလဲဆိုတဲ့ကိစ္စကိုလည်းစဉ်းစားရမယ်ပြီးရင်ကျမတို့ကအရေးကြီးတဲ့နောက်ထပ်တစ်ခုကတော့ business model ဖြစ်ပါတယ်ဟုတ်ပြီဒီလုပ်ငန်းကိုကျမတို့ကလုပ်ပြီးဆိုလို့ရှိရင်အဓိကတော့ကျမတို့ပိုက်ဆံရှာဖို့ဒီလုပ်ငန်းလုပ်တာ profit ရကြမှာကျမတို့ profit နဲ့ sale နဲ့လည်းမတူပြန်ဘူးเนาะဆိုတော့ဒီ business model ကိုကျမတို့သိဖို့လိုရဲဆိုတော့ဘယ်လိုပတ်စံရှာမလဲဥပမာကျမတို့ဒီလုပ်နေနေဘယ်လိုငွေဝင်အောင်လုပ်မလဲ business model ပေါ့ဆိုတော့product က selling product လုပ်နေနေဝင်မှာလားဒါမှမဟုတ်လဲ subscription ပေါ့နော်ကျမတို့လစဉ်ကြီး membership တွေနဲ့ကျမတို့ကငွေဝင်အောင်လုပ်မှာလားဒါမှမဟုတ်လဲ advertising လုပ်ပေးရင်လည်းကျမတို့ကငွေရှာမှာလားပေါ့ကျမတို့ဒီငွေကဘယ်ကနေဝင်လာမှာလဲဆိုတော့ model လေးပေါ့ဒါလေးသိဖို့လိုတယ်ပြီးကျမတို့ကဒီကမှာကျွန်တော် online ကနေစမှာလားဒါမှမဟုတ်လေ offline ကနေအရင်စတင်မှာလားဒါမှမဟုတ်လေနှစ်မျိုးလုံးကနေစတင်မှာလားဒါတွေကိုစတင်ဖို့အတွက်ကျွန်တော်တို့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိသိလဲဆိုတဲ့ကိစ္စတွေပြီးရင်ဒါတွေစတင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတဲ့ဘယ်လို knowledge တွေလိုအပ်လဲဒါတွေကိုကိုယ်သိပြီးပြီလားဆိုတဲ့ကိစ္စလည်းစဉ်းစားရမယ်ပြီးရင်နောက်တစ်ခုအရေးကြီးတာကျွန်တော်တို့က business စတင်မယ်ဆိုရင် money ဟုတ်ပြီကျမတို့က money ပတ်စံကျမတို့ဒီကိုတယောက်တော့မတူဘူးပေါ့နော်ကိုလုံးမဲ့လုပ်ငန်းအတွက်ကျမတို့က budget ဘယ်လောက်လိုမှာလဲပြီးအဲ့ဒီ budget ကကျမတို့ကဘယ်ကနေရှာမှာလဲဆိုတဲ့ကိစ္စစဉ်းစားရမယ်ကိုယ်တိုင် personal saving လားကိုယ့်ကိုစုထားတဲ့ပတ်စံလားဒါမှမဟုတ်လေကျမတို့ investor ယင်းနှိမ့်နှံမဲ့သူတွေစီကနေပြီးရမှာလားဒါမှမဟုတ်လုံးချင်းဝေယူမှာလားပြီးရင်ကျမတို့ကဒီလုပ်ငန်းလုပ်မယ်ဆိုကျမတို့လစဉ်ကျမတို့ရဲ့ monthly expense တွေကုန်ကျစရိတ်တွေကဘယ်လိုရှိမလဲဆိုတာကိုထည့်သွင်းစဉ်းစားရမယ် on the spot ပုံမှန်ကုန်ကျစရိတ်တွေရှိမယ်လုပ်ငန်းလုပ်ရင်းနဲ့ပေါ့နော် emergency ဖြစ်ခဲ့တွေရှိတော့ဒီလို expense တွေအတွက်လည်း backup plan တွေထားရင်လည်းပိုကောင်းတယ်မိနောက်တစ်ခုကကျမတို့လုပ်မဲ့လုပ်ငန်းမှာဆိုရင်ဒီ government တွေကနေပြီးတော့ကျမတို့က license တွေလိုအပ်သေးလားပြီးလို့ရှိရင်ကျမတို့ကဘယ်သူစီကနေ permit ယူဖို့လိုအပ်လဲ insurance တွေလိုတယ်စသဖြင့်ပေါ့ဒါကတော့ business တစ်ခုနဲ့တစ်ခုမတူဘူးလိုအပ်ချက်တွေကလည်းမတူဘူးဒီလိုမျိုးကိုလုပ်မဲ့လုပ်မဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့လိုအပ်မဲ့เนาะဒီ license တွေ permit တွေဒါတွေပါထည့်သွင်းစဉ်းစားဖို့လိုတယ်နောက်တစ်ခုကကျမတို့ကလုပ်ငန်းတစ်ခုမှာပတ်စံရှာပေးမဲ့ marketing strategy အရင်ကအရေးကြီးပါတယ်ပေါ့နော်ကျွန်တော် CEO တယောက်နဲ့ဖြစ်ဖြစ် leader တယောက်နဲ့ဖြစ်ဖြစ် focus လုပ်တင်တာတော့ဒီအပိုင်းအရင်ဆုံး focus လုပ်တင်တာတော့ဒီပိုင်းနဲ့ဖြစ်ပါတယ် marketing နဲ့ဖြစ်ပါတယ်ဆိုတော့ဒါ marketing ကဘာဖြစ်လို့အရေးကြီးရလဲဆိုရင်ကျမတို့ကလူတွေကိုနော် soft လုပ်မယ် product ပဲဖြစ်ဖြစ် service ပဲဖြစ်ဖြစ်ဒါပေမဲ့ကျမတို့ရဲ့လုပ်ငန်း online မှာပဲလုပ်မြေပြင်မှာ offline မှာပဲလုပ်ကျမတို့ကဒီလုပ်ငန်းတွေဒီလိုမျိုးလုပ်နေပါတယ်ဆိုတာကိုလူတွေကမသိဘူးဆိုလို့ရှိရင်ကျမတို့အားပေးလို့မရဘူးပေါ့နော်ဆိုတော့ marketing ဆိုတာကျမတို့သတ်မှတ်ထားတဲ့ IT customer တွေကိုကျမတို့ဒီလိုမျိုးဝန်ဆောင်မှုတွေပေးနေပါတယ်ဆိုတော့သူတို့သိအောင်အမျိုးမျိုးသောနည်းလမ်းနဲ့ပြောပြရတာဖြစ်တယ်ဆိုတော့ဒီအချက်တွေအရင်ရေးကြည့်တယ်အဲ့အတွက်ကိုယ့်ရဲ့
ID customer တွေကဘယ်မှာရှိရလဲဆိုတော့ဘယ် platform တွေကိုသုံးပြီးတော့သူတို့စီရအောင်ကျွန်တော်တို့ပို့ပါလေကျွန်တော်တို့ရဲ့ message တွေဆိုတော့ social media မှာဆိုရင်ကျွန်တော်တို့ကTikTok ကနေပို့ TikTok ကနေသူတို့သိအောင်လုပ်မှာလား Facebook ကနေလုပ်မှာလား YouTube ကနေလုပ်မှာလားဒါမှမဟုတ် channel အားလုံးကနေလုပ်မှာလားပြီးရင် word of mouth ပုံစံနဲ့သွားမှာလား advertisement ဆိုတဲ့ဒီကြော်ညာမှုတွေနဲ့လုပ်မှာလားဘယ်လိုတွေသူတို့စီရောက်အောင်ကျွန်တော်တို့လုပ်မလဲဆိုတဲ့ကိစ္စကလည်းစဉ်းစားရမယ်နောက်ကကျွန်တော်တို့ operation plan မှာဆိုရင်ဘယ်နေရာကနေကျွန်တော်တို့ RAM နေเนาะနေရာရောရှိပြီလားကိုလုံးမဲ့လုပ်ငန်းပြီးတော့ကျွန်တော်တို့ကrun လို့မယ်ဆိုရင် team ရောလိုအပ်လားဒီလုပ်ငန်းလုပ်ဖို့အတွက် equipment တွေရောကျွန်တော်တို့ပစ္စည်းတွေရောလိုလားဒါတွေရောဒါကတော့မတူညီတဲ့ business ပေါ်မှာမတူညီတဲ့ equipment တွေလိုမှာပေါ့နော် software တွေရောဘယ် software လေးတွေသုံးပါလဲ system ရောဘယ်လို system နဲ့ operation ထဲမှာဘယ်လို system နဲ့သတ်မှတ်ပြီးတော့ကျွန်တော်တို့တောင်းပါလဲဆိုတဲ့ကိစ္စတွေနောက်ပြီးရင်ကျွန်တော်တို့က profit planning Okay ဒီ profit ရဖို့အတွက်ကျမတို့လုပ်ငန်းမှာသတ်မှတ်ထားတယ်ပေါ့နော်ကြိုတင် financial focus လုပ်ထားတာက6လအတွင်းမှာထိအောင်လား 1 year အတွင်းမှာထိအောင်လား pricing strategy တွေကတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ profit planning အပိုင်းတွေလည်းကျွန်တော်ပြင်စဉ်းစားထားဖို့လိုတယ်နောက်ဆုံးကတော့အရင်ကိုအရေးကြီးတယ်ကျွန်တော်ဘာမှမလုပ်ခင်မှာအရင်ဆုံးထားရှိရမယ် mindset and commitment ဖြစ်တယ်ဆိုတော့ကျမတို့ကဒီလုပ်ငန်းလုပ်တယ်ဆိုရင်ကျမတို့ကဒီနေ့လုပ်ငန်းထားလုပ်တယ်ချက်ချင်းအောင်မြင်တာလည်းမဟုတ်ဘူးပေါ့နော်။ဘာပဲလုပ်လို့ကျမတို့က difficulties တွေအခက်အခဲတွေဆိုတာရှိမယ်။ plan ထားတဲ့လိုမျိုးဖြစ်မလာတဲ့ကိစ္စတွေလည်းရှိမယ်။ဆိုတော့ challenges တွေဆိုတာရှိနေမှာပဲ။ဆိုတော့ဘယ်လုပ်ငန်းပဲလုပ်လို့ဘယ်အရာပဲလုပ်လို့ဆိုတော့ဒီလိုမျိုး challenges တွေဒီလိုမျိုးအရာတွေရောကျမတို့ကဘာတွေပဲဖြစ်နေ whatever it takes ဆိုတဲ့စိတ်ဓာတ်နဲ့ဒီဟာလုပ်ငန်းပုံရှစ်ဆက်သွားဖို့ commitment လုပ်ပြီးပြီလားကိုယ့်ရဲ့ energy ကိုယ့်ရဲ့ time တွေကိုရောဒီပေါ်မှာအောင်မြင်ဖို့အတွက် fully commitment လုပ်ထားပြီလားဆိုရင်ဒီဘက်ကတော့အရေးကြီးဆုံးပေါ့နော် mindset and commitment ပေါ့နော်ဒါကတော့ကိုယ်လုပ်ငန်းမစခင်မှာကိုယ့်ဟာကိုယ်အရင်ဆုံးနေတဲ့နော်မိကုံးလေးတွေဖြစ်ပါတယ်ပြီးလိုအပ်တဲ့ key elements လေးတွေဖြစ်ပါတယ်ဆိုတော့ဒါကတော့လုံးဝ beginner တမားတွေအတွက်ဖြစ်ပါတယ်လုပ်ငန်းတစ်ခုမစတင်ခင်မှာကျမတို့စဉ်းစားသင့်တဲ့ key elements လေးတွေဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာတွေ့ရှိရရင်ပြန်တွေ့မယ်